ကျွန်တော်တို့အိမ်ကငါးကအဲ့လိုပဲတဲ့အစာမစားဘူးတဲ့3-4ရက်ပဲရှိသေးတယ်ဆိုတာ3-4ရက်ပဲရှိတဲ့ငါးတွေကလေချန်နာဆိုရင်ပေါ့နော်အစာမစားဘူးအစာမစားဘူးဆိုတာစားချင်တဲ့ကောင်စားတယ်မစားချင်တဲ့ကောင်မစားဘူးမစားတဲ့ငါ့ကိုဘယ်လိုဖြေရှင်းရမလဲဆိုပြီးတော့ခဏခဏနာမီလို့ပြောပြလိုက်တာမစားတဲ့ငါ့ကိုဘယ်လိုမှဖြေရှင်းမလဲတွားလဲကြည့်မနေနဲ့အကောင်းဆုံးပဲချို့ online မှာကိုယ်ဆုံးတွေ့ဘူးရရှိတယ်မှောင်တဲ့နေရာမှာထားတော့ဘာနဲ့အုပ်ညာနဲ့အုပ်ဆိုတာလေစဉ်းစားမနေနဲ့ဘာမှလည်းလုပ်ကြမလို့ရှင်းရှင်းပြောရင်မစားတဲ့ငါ့ကိုရောက်ခါစားငါ့ကိုပေါ့နော်ဖြစ်နိုင်လို့ရှိရင်တော့မီးမထွန်းနဲ့ပေါ့နော်မီးကမျက်စိကျိန်းတာအောင်သူတို့တဘာဝမှာလည်းဒါမီးတွေဒါဒီနေ့နေ့တိုင်းမှာနေတဲ့ကောင်တွေမဟုတ်ဆိုတော့ဖြစ်နိုင်လို့ရှိရင်တော့ငါးကန်ကိုမီးပိတ်ထားလိုက်ပြီးတော့အဲ့ငါးကန်ကိုလုံးဝသွားမကြည့်နဲ့တော့ရောက်ခါစားငါ့ကိုဘာမှသွားမကလိတာအကောင်းဆုံးပဲမကြည့်နဲ့ပြစ်ထားလိုက်လုံးဝပြစ်ထားလိုက်ကိုအဲ့ငါရှိတယ်ဆိုတာကိုမေ့နေတယ်ကိုတောင်သတိမရတော့တဲ့အနေထားဖြစ်သွားတဲ့အထီကိုမေ့ထားလိုက်အစာလည်းမကျွေးနဲ့ဆိုလိုတာကလေငါ့ကိုပြစ်ထားရုပ်ပြီးတော့တချို့ရရှိတယ်ငါ့ကိုပြစ်ထားတာအစားတော်ကျွေးတယ်နေရတော်ထည့်တယ်မစားနောက်နေ့ပြန်ကျိုးစားအဲ့လိုမလုပ်နဲ့အဲ့လိုဆိုငါပွင့်နေပြောရင်ကွာမန်တက်သွားလိမ့်မယ်ဘယ်လိုခေါ်မလဲငါတော်အစာကျွေးနေဒီကောင်မစားတော့အဲ့တော့ဘာလို့မလုံးဝမကျွေးနေတော့မကျွေးတော့ဘဲနဲ့ဥမာထားပါတော့ကိုတတ်မှတ်လိုက်ပေါ့နော်လုံးဝမကျွေးတော့ဘူးဆိုတာတခုတော့ရှိရပေါ့လုံးဝတသက်လုံးပြစ်ထားခိုင်းတာတော့မဟုတ်ဘူးပေါ့ဥမာတပတ်တပတ်တပတ်လုံးဝမေ့တမိထားလိုက်ဒီကောင်သွားလည်းမကြည့်တော့အဲ့ကောင်သွားလည်းမကြည့်တော့အဲ့တပတ်လောက်နေတော့မှတစ်ခေါက်နည်းနည်းလေးပေါ့ဥမာဘာကျွေးလဲအမဲသားကျွေးရလားဒါမှမဟုတ်ရင်ပဇွန်ကျွေးရလားပေါ့နော်ဒါမှမဟုတ်အစာကြောက်ကျွေးရလားအစာကြောက်တော့မစားတော့ဘူးထင်တယ်ပဇွန်တေးသေးလေးပေါ့တေးသေးလေးတစ်ဖက်လေးပေါ့ပြစ်ထည့်ကြည့်လိုက်ပေါ့ဒီကောင်ဘိုက်တအားဆိုင်တော့စားအောင်စားတယ်ဒီကောင်ဒီအစာငတ်ခံပြီးတော့တေသွားတဲ့ကောင်တော့မရှိဘူးအဲ့တော့စားအောင်စားတယ်အဲ့တော့တအားစားလာတဲ့အခါကျရင်တော့အဲ့ဒီကျွေးလိုက်လို့စားလာပြီးဟေးဆိုရင်ပေါ့နော်ထပ်မကျွေးနဲ့အောင်မကျွေးတော့ဘဲနဲ့အဲ့နောက်တရက်2ရက်တော့ထပ်ဖြတ်အောင်ပြီးတော့မှထပ်နည်းကြီးတူပိုးရှင်းလေးကိုတူဝါပြီးကျွေးကြည့်ပေါ့နော်နောက်ကျရင်ကျွေးလို့ရှိရင်အစာလေးကိုပြပြီးတော့ကျွေးကြွပြပြီးကျွေးအဲ့ငါလက်နောက်လိုက်လိမ့်မယ်အဲ့ဒါနောက်လိုက်တဲ့လိုက်ရင်တော့ဒါငါ့ကိုအစာကျွေးတဲ့ကောင်ကြီးပါလားဆိုသိသွားလို့ရှိရင်ကိုယ်ပါရင်သွားလိမ့်မယ်ဆိုတော့ဒါနောက်ပိုင်းကိုတာတော့ရှိရင်ဖလက်တဲ့လူးနေလေဖြစ်လူးနေလိမ့်မယ်ဆိုတော့ဒါကတော့basic ပေါ့နော် train နဲ့နီးပေါ့နော် train နဲ့ဆိုတာကလည်းဒါရှင်းပြောရင်ဒါအားလုံးနဲ့ဒီတိုင်းပဲလုပ်ကြတာပါကိုဆိုကတော့ sharing လုပ်ပေးတာပါကျွန်တော်တခုပြောချင်တာပေါ့နော်ကိုဆိုတခုပြောပြချင်တာငါးမွေးတယ်ဆိုတာကလေဘယ်သူမှဆရာမရှိဘူးအဲ့တော့online ပေါ်မှာဟိုလာလုပ်ပါဒီဟာလုပ်ပါဆိုတဲ့နောက်ကို follow မလုပ်ဘဲနဲ့ကိုယ့်ဘက်ကိုဒါအသက်နိုင်ဆုံးစူးစမ်းပြီးတာရှောက်တာမွေးကြည့်ကျွမ်းသွားလိမ့်မယ်ကိုဆိုတို့ဒီလိုပဲရှောက်ပြီးတော့လုပ်ရင်းနဲ့ရသွားတာကြီးပဲဆိုတော့ဖြေပေးလိုက်တယ်နော်